Assalamu alaikum wa rahmatullahi wa barakatuh. Inshallah ကျွန်တော်ဒီနေ့မှာအီမန်ကစားလေးရေးသားထားပြီးတော့ Mufti Noor Muhammad ဘာသာပြန်ဆိုထားတဲ့အစ္စလာမ်နဲ့သူတော်ကောင်းချင်းစဉ်ဆိုတဲ့စာအုပ်ဖတ်ပြမှာဖြစ်ပါတယ်။ဖတ်ပြရတဲ့ရည်ရွယ်ချက်ကတော့စာဖတ်ရန်အခက်အခဲရှိတဲ့သူတွေစာမဖတ်ဖြစ်တဲ့သူတွေနားထောင်ပြီးအစ္စလာမ်အသိပညာတွေရရှိအောင်ရဲ့ကျွန်တော်ကိုယ်တိုင်လေးလေ့လာခြင်းတဲ့အတွက်ဖတ်ပြခြင်းဖြစ်ပါတယ်။ အလောင်းရှင်များကျွန်တော်တို့ရဲ့အသိပညာအပေါ်မှာဘရကတ်မင်္ဂလာချီးမြှင့်ပေးသနာတော်မူပါစေလက်တွေ့လိုက်နာခြင်းသုံးနိုင်တဲ့အရေးချင်းလည်းပေးသနာတော်မူပါစေအာမင်A'udhu billahi minash shaitanir rajim Bismillahir Rahmanir Rahim နဲ့စကားများများပြောဆိုခြင်းနဲ့အချင်းဤစကားဆိုခြင်းကိုလုံးဝဆွန့်လွတ်ရန်အထူးအရေးကြီး၏အကြောင်းမှာခန္ဓာကိုယ်အစိတ်ပိုင်းအသီးသီးလုံးရံများမှအကျိုးသက်ရောက်မှုသည်နှလုံးသားအပေါ်ထင်ဟပ်မြဲဖြစ်၏ခန္ဓာကိုယ်၏အစိတ်အပိုင်းများအနံနှုတ်ရှာသည်အရေးပါသောအစိတ်အပိုင်းဖြစ်၏နှုတ်ရှာကိုနှလုံးသား၏ကိုယ်စလဲဟုဆိုနိုင်၏နှလုံးသားအတွင်ဖြစ်ပေါ်လျက်ရှိသောအနေအထားကိုနှုတ်ကပင်ထုတ်ဖော်ပေးလေရှိ၏ထို့ကြောင့်နှလုံးသားအပေါ်နှုတ်ရှာ၏အကျိုးသက်ရောက်မှုသည်ကြီးမား၏အချီးအနီးစကားဆိုခြင်းဤဆိုကြနှုတ်မှလိမ်လည်မှုသားဆိုပါကနှလုံးသားတွင်လိမ်လည်သည့်အစင်းတံဖြစ်ပေါ်၍လာ၏မဖြောင့်မတ်မှုမမှန်ကန်မှုပေါ်ပေါက်၍လာ၏အထူးသဖြင့်မူသားစကားကိုဆိုရင်အချီးအနီးစကားကိုပါဆိုပါကနှလုံးသားသည်လုံးဝမဲမောင်၍သွား၏ဤသို့ဖြင့်များစွာသောစကားကိုဆိုခြင်းကြောင့်နှလုံးသားရှင်သန်မှုမရှိတော့ဘဲဖြစ်တတ်၏အလောင်းရှင်မြတ်နှင့်ဇလင်းသည့်အသည့်ပညာရများကိုပင်ရယူနိုင်စွမ်းမရှိတော့ပေထို့ကြောင့်တမန်တော်မြတ်ကအကျဉ်သူသည်မိမိနှုတ်ရှာနှင့်အဆက်အင်္ဂါတို့ကိုစောင့်ထိန်မည်ဟုတာဝန်ယူလျင်ကျွန်ုပ်ကလည်းထိုသူဂျန်နတ်ဒုက္ခဘုံရရန်တာဝန်ယူမည်ဖြစ်သည်ဟုမိန့်တော်မူခဲ့သည်ဘူခါရီကျမ်းတရမီစီကျမ်းတပံတမန်တော်မြတ်ကနှုတ်ရှာဤဆောင်ရွက်ချက်သည်မြောက်များစွာသောသူတို့အားဂျဟန္နမ်ငရဲသို့ဇောက်ထိုးတွန်းချပေးလိမ့်မည်ဟုမိန့်တော်မူခဲ့၏ဘူခါရီကျမ်းမွတ်စလင်ကျမ်းထို့ကြောင့်နှုတ်ရှာကိုထိမ့်သိမ်းရန်လွန်စွာအရေးကြီး၏မွတ်စလင်တို့သည်အကယ်၍နှုတ်ရှာကိုအသုံးပြုတော်မူဆိုလျင်ကောင်းသောစကားကိုသာဆိုသင့်၏ဤသို့မဟုတ်ကတိတ်ဆိတ်စွာနေရမည်အချင်းဤစကားကိုပြောဆိုလျက်အချိန်မဖြုံးသင့်ချေအဘူဘကာသခင်သည်မိမိ၏စိတ်ရိုင်းကိုသတိပေးရန်နှင့်နှုတ်ရှာကိုအမှန်တကယ်လိုအပ်မှသာအသုံးပြုရန်အတွက်မိမိ၏ပါးစပ်တွင်၌ကြောက်ခဲကိုထည့်ထားတော်မူလေရှိစကားများများမပြောနှင့်နှုတ်ရှာနှင့်ပတ်သက်သောဂုဏအကုသိုလ်များမှရှောင်ကျဉ်ရန်အတွက်ကိုရန်ကျမ်းတော်မြတ်တွင်လူတို့၏ဒုဒုတိတ်တိတ်စကားများပြောဆိုခြင်း၌ကောင်းခြင်းမရှိပေဟုဗျာဒိတ်တော်လာရှိ၏အချင်းဤစကားများကိုမပြောဘဲလိုအပ်သည့်စကားကိုသာပြောကြရမည်သို့မှသာအကုသိုလ်များမှလွတ်ငြိမ်းချမ်းသာခွင့်ရမည်ဖြစ်၏အချင်းဤစကားဟူသည်အနတ်သခင်ကတမန်တော်မြတ်ကိုရော်တိုင်းပါဝင်ဆင်နွှဲခဲ့သောစစ်ပွဲတစ်ပွဲတွင်လူလင်ပြိုတယောက်အသက်ကိုစွန့်လူခဲ့၏ရှဟီဒ်ဖြစ်ခဲ့၏စစ်ပွဲပြီးဆုံးသောအခါရှဟီဒ်ဖြစ်ကြဆုံးသူများကိုရှာဖွေရာအဆိုပါလူလင်ကိုအစာရေစာငတ်ပြတ်သဖြင့်ဝမ်းပိုက်တွင်ကြောက်ခဲချီနှောင်လျက်သေဆုံးနေကြောင်းတွေ့ရ၏အတန်ကြာသောအခါစာလောင်မွတ်သိလျက်နှင့်အလောင်းရှင်မြတ်အတွက်တိုက်ခိုက်ရင်းအသက်ကိုစွန့်လူသွားသူလွတ်လျင်အနီးသို့၎င်း၏မိခင်ရောက်လာပြီးလူလင်၏မျက်နှာပေါ်တွင်ပေကြံလျက်ရှိသည့်မြေမှုန့်များကိုပုတ်တက်လျက်အိုးသာမင်းတို့ဂျန်နတ်ဒုက္ခဘုံသည်မင်္ဂလာပါဟုဆိုလေ၏ဤဒီကိုတမန်တော်မြတ်ကြားလျင်အိုးလူလင်၏မိခင်အသင်မ၏သားဂျန်နတ်တရားပြီဖြစ်ကြောင်းအသင်မမြည်သို့သိနိုင်သည်အသင်မ၏သားတွင်အချင်းဤစကားပြောဆိုတတ်သည့်မကောင်းသည့်အကျင့်ရှိကောင်းရှိနေမည်ယတိပြက်ပြော၍မရဟုမိန့်တော်မူခဲ့ကြောင်းဆင့်ပြန်ခဲ့၏အချင်းဤစကားများကိုပြောဆိုတတ်သည့်အကျင့်ကြောင့်လူလင်၏ဂျန်နတ်တွင်ရရှိမည့်အစဉ်အတန်းမှာနှိမ့်ကျသွားနိုင်သည်ကိုဆိုလိုခြင်းဖြစ်၏အကျိုးစဝတ်မရနိုင်ဟုဆိုလိုခြင်းမဟုတ်ပေအဆိုပါတမန်တော်မြတ်၏ဩဝါဒစကားအရာသိရသည်မှာအချင်းဤစကားဆိုခြင်းကြောင့်ဂျန်နတ်သို့ဝင်ရောက်ရမည်မဟုတ်ပေမွတ်စလင်တို့သည်ကုသိုလ်ရမည့်စကားမျိုးကိုသာဆိုသင့်၏သို့မဟုတ်ဆုံးရှုံးမှုတစ်ခုခုကိုဖယ်ရှားနိုင်သည့်စကားမျိုးကိုသာဆိုသင့်၏ကုသိုလ်ရမည့်စကားမျိုးလည်းမဟုတ်ဆုံးရှုံးမှုတစ်ခုခုကိုဖယ်ရှားနိုင်မည့်စကားမျိုးလည်းမဟုတ်ကယင်းစကားကိုအချင်းဤစကားသာဖြစ်သဖြင့်ရှောင်ရန်အရေးကြီး၏အချင်းဤစကားများကိုဆိုနေခြင်းတွင်အခြားဇစ်အလောင်းရှင်မြတ်အားအောင်းမေတတ်မည်ဆိုပါကကောင်းမှုကုသိုလ်များစွာစုဆောင်းပြီးသားဖြစ်၍တွားပေမည်ကောင်းမှုကုသိုလ်အစားမကောင်းမှုအကုသိုလ်ကိုစုဆောင်းခြင်းမှာအသိဉာဏ်မဲ့ခြင်းမဟုတ်ပါလား
အခြေအနေစကားဆိုသူသည်အခြေအနေစကားကိုသာပြောခြင်းမဟုတ်ပဲလိမ်လည်မှုသာပြောခြင်းအတင်းပြောခြင်းဆယ်ရည်တိုင်းထွာခြင်းအရှက်ကင်းမဲ့သည့်စကားများကိုပါပြောဆိုခြင်းဖြစ်ပါကအကျိုးမရှိသည့်အပြင်အကျိုးရုပ်ပေတော်မူဤသို့ဆိုပါကယတနာများဖြင့်ပြည့်နေသည့်ဗန္နာတိုက်ကိုဆွန့်လွတ်၍မီးလောင်တိုက်သို့တွားဝင်ရာရောက်ပေတော်မူမွတ်စလင်တို့အားဤအဖြစ်မျိုးမှအလောင်းရှင်မြတ်ကာကွယ်စောင့်ရှောက်တော်မူပါစေအာမင်နှုတ်ရှာဖြင့်ကျူးလွန်သည့်မကောင်းမှုများနှုတ်ရှာဖြင့်ကျူးလွန်သည့်မကောင်းမှုများစွာရှိသည့်အနံလူတို့အများဆုံးဖြစ်တတ်သည့်မကောင်းမှု၅မျိုးဖြစ်သောလိမ်လည်မှုသားစကားဆိုခြင်းနောက်ွယ်အတင်းပြောခြင်းအချီးအနီးညှင်းခုန်ခြင်းနောက်ပြောင်ခြင်းမြောက်ပင့်ချီးမွမ်းခြင်းတို့အကြောင်းကိုရှင်းလင်းတင်ပြပါမည်တေလိမ်လည်မှုသားစကားဆိုခြင်းတမန်တော်မြတ်ကလူသားသည်မူသားစကားဆိုရင်းဖြင့်မူသားပြောသည့်အကျင့်ရှိသူဖြစ်သွားတတ်၏အလောရှင်မြတ်ထံတော်တွင်လည်း၎င်းအားလိမ်လည်မှုသားစကားဆိုသူအဖြစ်မှတ်တမ်းတင်ခြင်းခံရသည်ဟုမိန့်တော်မူခဲ့၏ဘူခါရီကျမ်းမွတ်စလင်ကျမ်းနောက်ပြောင်၍မူသားစကားဆိုခြင်းတမန်တော်မြတ်ကလိမ်လည်မူသားစကားဆိုခြင်းမှာမွတ်စလင်၏အလုံးမဟုတ်အီမန်တော်ဝင်ယုံကြည်ခြင်းနှင့်မူသားစကားဆိုတတ်ခြင်းတို့သည်တနေရာထဲ၌အတူတကွမတည်ရှိနိုင်ဟုမိန့်တော်မူခဲ့၏မို့တွာကျမ်းအစ်ဘ်နုအဗ်ဒူလ်ဘာရ်ကျမ်းတတိပြုတင်သည်မှာမူသားပြောခြင်းဖြင့်နှလုံးသားအတွင်း၌မမှန်ကန်မဖြောက်မှတ်မှုဖြစ်ပေါ်လာတတ်ပြီးအိမ်မက်မက်ရာတွင်ပင်မှန်ကန်သည့်အိမ်မက်ကိုမမှတ်ပဲမမှန်သည့်အိမ်မက်မျိုးကိုသာမှတ်တော်သည်ထို့ကြောင့်အခြားသူများအားနောက်ပြောင်ရင်းဖြစ်စေလိမ်လည်မှုသားမပြောရပေမဟုတ်မမှန်သည့်အတွေ့အခေါ်မဟုတ်မမှန်သည့်စဉ်းစားဝေဖန်မှုများမှာနှလုံးသားကိုကာကွယ်ထားရမည်သို့မဟုတ်ပါကနှလုံးသားတွင်ဖြောက်မှတ်မှန်ကန်မှုအစားလိမ်လည်မှုကောက်ကျစ်မှုကနေရာယူလိမ့်မည်ကလေးကိုလည်းမလိမ်ညာရာတခါတွင်အမျိုးသမီးတို့သည်ကလေးငယ်တို့အားလာယူလေဟုတခုခုဘေးဟန်ဖြင့်ခေါ်နေသည်ကိုတွေ့မြင်လေရာတမန်တော်မြတ်ကအသင်ခေါ်သည့်အတိုင်းကလေးတင့်ထန်လာခဲ့သောကလေးအားမြည်သည့်အရာကိုပေးမည်နီဟုမေးတော်မူ၏အမျိုးသမီးကစွန်မလွန်သည်ကြောင့်ပေးမည်ဟုပြန်လည်လျှောက်ထားရာတမန်တော်မြတ်ကတင်မသည်ကလေးအားအမှန်တကယ်တခုခုမပေးပဲကလေးအားချော့မြူရန်သာရင်းတို့ပြုခြင်းမှာလိမ်လည်မှုသားသာဖြစ်ချေမည်ဟုမိန့်တော်မူခဲ့၏မွတ်စလင်ကျမ်းမူသားပြောပိုင်သည့်အခြေအနေ၃ရပ်မူသားကိုမဆိုဘဲမှန်သောစကားကိုပြောဆိုပါကကြီးလေးသည့်ဂုဏအကုသိုလ်တစ်ခုခုသို့မဟုတ်ကြီးလေးသည့်ဆုံးရှုံးမှုတစ်ခုခုနှင့်ရင်ဆိုင်ကြုံတွေ့ရမည်ဆိုပါကရင်းသို့သောအချိန်အခါနေရာမျိုးတွင်လိမ်လည်မှုသားပြောခြင်းပိုင်၏မူသားစကားဆိုပိုင်သည့်ပထမအခြေအနေခိုက်ရန်ဖြစ်နေသောမွတ်စလင်နှစ်ဦးတို့အကြားဖြန့်ဖြေရန်အချင်းချင်းမုန်းစာကိုတိုးစေပြီးချစ်စာကိုရှေးစေရန်အလို့ငါမူသားစကားဆို၍ဖြန့်ဖြေပါ၏ရင်းသို့ဖြန့်ဖြေသည့်အခါမူသားမပြောပဲမှန်ကန်သောစကားကိုဆိုခဲ့လျင်အချင်းချင်းအမုန်းပွားမည်ဟုယုံကြည်ရမှသာစေတနာအမှန်ဖြင့်မူသားစကားဆိုခွင့်ရှိ၏ဤသို့လိမ်လည်မူသားပြောဆိုပိုင်ခြင်း၏အကြောင်းကံမှာမွတ်စလင်တို့အချင်းချင်းခိုက်ရန်ဒေါသဖြစ်ခြင်းစိတ်ဝမ်းကွဲခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးသည်လိမ်လည်မူသားပြောဆိုခြင်း၏ဆိုးကျိုးထက်ကြီးမားသောကြောင့်ဖြစ်၏မူသားစကားဆိုပိုင်သည့်ဒုတိယအခြေအနေဂျီဟတ်စစ်ပွဲတွင်ရန်သူ၏ရန်မှကာကွယ်သည့်အနေဖြင့်မူသားစကားဆိုပိုင်၏အကြောင်းမှာစစ်ပွဲနွယ်ရာ၌စစ်၏နီးဗျူဟာများကိုလှည့်ဝတ်ထားရန်အရေးကြီးလာ၏ဤနေရာမျိုး၌မှန်သောစကားကိုဆိုပါကရန်သူတို့သည်မိမိတို့၏စစ်ဗျူဟာလှည့်ဝတ်ချက်ကိုသိရှိပြီးမိမိတို့အားတိုက်ခိုက်ကြပေမည်ထိုအခါမိမိတို့ဘက်မှအသက်ဆုံးရှုံးကြပေမည်ထို့ကြောင့်ဤနေရာမျိုးတွင်မူသားစကားဆိုခြင်းဖြင့်အကျိုးရှိနိုင်သည်မူသားစကားဆိုပိုင်သည့်တတိယအခြေအနေခင်မွန်းသည်ဇနီးဖြစ်သူဂျင်နတ်စေရန်နှင့်ပျော်ရွှင်စေရန်အတွက်မူသားစကားဆိုခွင့်ရှိသည်ဟုတမန်တော်မြတ်၏ဩဝါဒစကားလာရှိ၏မွတ်စလင်ကျမ်းဤသို့ခင်မွန်းဖြစ်သူကဇနီးဖြစ်သူအားမူသားစကားဆိုခွင့်ရှိခြင်း၏အကြောင်းရင်းမှာခင်မွန်း၏အချို့သောအတွင်းရေးများသည်ဇနီးသည်မသိစေဘဲလက်ဝတ်ထားရန်လိုအပ်၏ဖုံးကွယ်အပ်သည့်စကားမျိုးကိုမဖုံးကွယ်ဘဲမှန်ကန်သောစကားကိုဆိုခြင်းကြောင့်ဇနီးသည်မသိအပ်သည့်စကားမျိုးကိုဇနီးသည်သိသွားပါကခင်မွန်းနှင့်ဇနီးတို့ကြားမပြေလည်မှုတဦးနှင့်တဦးကြောက်ကစားဖြစ်မှုကြောင့်အိမ်တော်ရေးထိခိုက်လာပေမည်ဤသို့အိမ်တော်ရေးထိခိုက်ပျက်စီးခြင်းသည်လိမ်လည်မှုသားပြောဆိုခြင်းကြောင့်ဆုံးရှုံးရခြင်းထက်ပို၍ဆိုးဝါးသောကြောင့်ဖြစ်၏မူသားစကား
ဆိုပိုင်သည့်အဓိကအကြောင်းရင်းအထက်၌ဖော်ပြသောအခြေအနေမျိုးတွင်လိမ်လည်မူသားပြောပိုင်သည့်အဓိကအကြောင်းရင်းမှာလူတစ်ယောက်သည်ဒုက္ခနှင့်ရင်ဆိုင်ရလျင်သိငယ်သည့်ဒုက္ခကိုခံပြီးကြီးမားသည့်ဒုက္ခမှရှောင်ကွင်းလိုကြသည်မှာဓမ္မတာဖြစ်၏ဥပမာအားဖြင့်လူတစ်ယောက်သည်ငတ်မွတ်ခြင်းကြောင့်အသက်အန္တရာယ်ရှိသည့်ဒုက္ခနှင့်အသေးသားကိုစားခြင်း၏ဒုက္ခတစ်မျိုးမျိုးကိုရွေးချယ်ရန်အခြေအနေရောက်လာသည့်အခါတွင်အသက်ဆုံးရှုံးရသည့်ဒုက္ခသည်အသေးသားစားရသည့်ဒုက္ခထက်ကြီးလေးသဖြင့်အသေးသားကိုစားသည့်ဒုက္ခကိုရွေးချယ်၍အသက်ဆုံးရှုံးရသည့်ဒုက္ခမှမိမိကိုမိမိကယ်တင်ရမည်ထိုနည်းတူပင်မွတ်စလင်ညီနောင်တဦး၏ပစ္စည်းဥစ္စာကိုမတရားသိမ်းပိုက်ခြင်းဇလွန်ပြုမှုမှကာကွယ်နိုင်ရန်၎င်းကမိမိထံအနှံထားသောပစ္စည်းရှိပါလျက်မရှိပါဟုမူသားပြောခြင်းပိုင်၏မိမိကျူးလွန်မိသည့်ဂုဏအကုသိုလ်ကိုသူတစ်ပါးမသိစေရန်မိမိကကျူးလွန်ပါလျက်မကျူးလွန်ပါဟုလိမ်လည်ပြောဆိုခြင်းပိုင်၏အကြောင်းမှာမိမိဂုဏအကုသိုလ်ကိုကြီးညာခြင်းမှာဟရမ်မပြုပိုင်သည့်ကိစ္စဖြစ်၏ထိုနည်းတူပင်မိမိ၏ဇနီးတဲ့နှစ်ဦးအနက်တဦးစီကိုပို၍ချစ်သည်ဟုပြောဆိုခြင်းမှာပိုင်၏ဤနေရာမျိုး၌မှန်ကန်သောစကားကိုဆိုခြင်းကြောင့်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်၏ဥစ္စာဒနာနှင့်ယာဒူးယာကန်ရလိုခြင်းအတွက်မူသားပြောခြင်းသည်ဟရမ်ဖြစ်ခြင်းဥစ္စာဒနာနှင့်ယာဒူးယာကန်ရလိုခြင်းအတွက်မူသားပြောခြင်းလုံးဝမပိုင်ပေဟရမ်ဖြစ်၏ဥစ္စာဒနာနှင့်ယာဒူးယာကန်မရခြင်းကြောင့်မည်သို့မှမဆုံးရှုံးနိုင်ပေဥစ္စာဒနာဂုံသိက္ခာမရသဖြင့်အကျိုးမရှိယုံသာဖြစ်မည်ဆုံးရှုံးမှုတော့မဖြစ်နိုင်ပေတိမ်မွေ့နှလဲလာသည့်ဤအချက်ကိုလူတိုင်းသဘောပေါက်နားလည်မည်မဟုတ်ပေထို့ကြောင့်အမှန်တကယ်လိုအပ်သည်မလိုအပ်သည်ကိုနားမလည်ပဲယတိပြတ်ဟရမ်ကိစ္စကိုကျူးလွန်ကာမိမိတို့၏တမလွန်ရေးရာကောင်းကျိုးများကိုဖျက်ဆီးပစ်ကြသည်မှာဝမ်းနည်းဖွယ်ဖြစ်၏သာသနာအသိပညာမဲ့သူတို့သည်အမှန်တကယ်မူသားစကားသုံးရန်လိုအပ်မှုမရှိသည့်နေရာမျိုးတွင်အိနေရာမျိုးတွင်မူသားစကားဆိုနိုင်သည်ပိုင်သည်ဟုမိမိတို့ဘာသာဆုံးဖြတ်ကာမူသားစကားဆိုနေကြ၏အမှန်တကယ်မလိုအပ်ပဲအသေးသားကိုမစားပိုင်တကဲ့သို့အမှန်တကယ်မလိုအပ်ပဲမူသားစကားလည်းမဆိုပိုင်ချေလိုအပ်ပါကမူသားမပြောပဲတာရီယတ်ပြုတင်ခြင်းလိန်လေမူသားစကားဆိုရန်လွန်စွာလိုအပ်လာပါကလည်းမိမိ၏အကျင့်စာရိတ္တများမပြည့်စည်စေရန်လိန်လေမူသားမပြောပဲလှီးလွဲစကားမျိုးကိုသာဆိုသင့်၏ရင်းသို့သောစကားကိုတာရီယတ်ပြုခြင်းဟုခေါ်၏ရှိုက်အစ္စရာဟင်သည်အိမ်တွင်၌အရေးကြီးသည့်ကိစ္စတစ်ခုခုကိုဆောင်ရွက်နေစဉ်တဦးဦးကအိမ်၏အပြင်ဘက်မှခေါ်ပါကမိမိ၏အစီကံအားအိမ်ပြင်ဘက်မှမိမိအားခေါ်နေသူကိုအစ္စရာဟင်ကိုပလီမာသွားရှာကြည့်ပါဟုဖြေခိုင်းလေ၏ဤသို့ဖြင့်မူသားပြောရလည်းမရောက်မိမိ၏ရည်ရွယ်ချက်လည်းမြောက်၏ရှာဘီဒခင်သည်မိမိအားအိမ်၏အပြင်ဘက်မှလာခေါ်နေသူအားထွက်တွေ့ရန်အခြေအနေမပေးပါကမိမိ၏အစေခံအားစီးဝိုင်းစေကယင်းစီးဝိုင်းကိုလက်ထောက်လျက်ပြင်ပမှမိမိအားခေါ်နေသူအားရှာဖီဒီမှာမရှိပါဟုတာရီယတ်လုပ်စေ၏ဤသို့ဖြင့်မူသားလည်းမမီရည်ရွယ်ချက်လည်းပြေဝ၏တဒံအားဖြင့်မူသားဟုဆိုနိုင်တော့လဲစင်စစ်တွင်မူသားမဟုတ်ပေဤသို့တာရီယတ်ပြုခြင်းသည်တဦး၏ဝေဒယာမထိကိုက်စေသည့်တာမန်ကိစ္စရက်များတွင်လည်းကျင့်သုံးပါ၏တာရီယတ်ပြုလျက်ကြီးစေခြင်းတမန်တော်မြတ်သည်ယံပါယံခါစိတ်ပျော်ရွှင်စေရန်တာရီယတ်ပြုလျက်ကြီးစေတော်မူလေရှိ၏ဂျန်နတ်ဒုက္ခဘုံအတွင်းသို့အဖွားအိုမဝင်ရတခါကတမန်တော်မြတ်သည်အဖွားအိုတဦးအားအဖွားအိုများဂျန်နတ်ဒုက္ခဘုံအတွင်းသို့လုံးဝဝင်ရောက်ရမည်မဟုတ်ဟုကြီးစေလျက်မိန့်တော်မူလိုက်ရာအဖွားအိုသည်ငိုလေတော့၏ထိုအခါတမန်တော်မြတ်ကအိုးအဖွားဂျန်နတ်ဒုက္ခဘုံသို့အဖွားအိုများမဝင်ရဟူသောစကား၏အဓိပ္ပာယ်မှာအဖွားအိုမင်းမစွမ်းသူအဖြစ်နှင့်ဂျန်နတ်သို့မဝင်စေပဲငယ်ရွယ်နုပြိုသူအဖြစ်ဝင်ရောက်စေမည်ကိုဆိုလိုခြင်းဖြစ်သည်ဟုပြန်လည်ဖြေရှင်းတော်မူလိုက်သောအခါအဖွားအိုအငိုတိတ်တော်၏တရမီစီကျန်ကလအုပ်သားလေးကိုစီးရန်ပေးမည်တခါကပုဂ္ဂိုလ်တို့သည်တမန်တော်မြတ်ထံလာ၍၎င်းစီးနှီးရန်အတွက်ကလအုပ်ပေးပါဟုလျှောက်ထားရာတမန်တော်မြတ်ကကောင်းပြီခဏစအသင်စီးနေရန်ကျွန်ုပ်ကလအုပ်သားလေးပေးမည်ဟုကြည်စဲမိန်ကြားတော်မူလိုက်၏ထိုအခါကလအုပ်တောင်းသည့်ပုဂ္ဂိုလ်မှာမချစ်မရဲဖြစ်ခါအိုးကိုရောကလအုပ်သားလေးကိုစီးလို့မှမရတာကျွန်တော်မျိုးကလအုပ်သားလေးကိုယူပြီးဘာလို့ရမှာပါလဲဟုပြန်လဲလျှောက်ထားသောအခါမှာတမန်တော်မြတ်က၎င်းအားမောင်မင်းကျွန်ုပ်အမောက်ကိုစီးနေရန်ဘေးမှာကလည်းကလအုပ်အကြီးပါပဲကဲဒါဖြင့်ပြောစမ်းကလအုပ်ကြီးဟာသူ့အမေကလအုပ်မကြီးရဲ့ကလအုပ်သားလေးမဟုတ်ဘူးလားဟု
ဟုရှင်းလင်းတော်မူလိုက်သောအခါမှာယင်းပုဂ္ဂိုလ်ကျဉ်နှက်သွားလေတော့၏တရမီစီကျန်တင့်မြတ်အိမ်ဖြူနေပါလားတခါကတမန်တော်မြတ်သည်လူတစ်ယောက်အားကြည်စေသည့်သဘောဖြင့်အတင့်မြတ်အိမ်ဖြူနေပါလားဟုမိန်ကြားတော်မူရာအဆိုပါပုဂ္ဂိုလ်ကချက်ချင်းတွေဝေသွားကမိမိမျက်စိတွင်းရှိမျက်နှာအိမ်တွင်ယောဂဆွဲကပ်၍အဖြူရောင်များဖြစ်ပေါ်နေပြီလားဟုစိုးရိမ်သွားလေတော့၏ထိုအခါမှာတမန်တော်မြတ်ကအိုးမိတ်ဆွေတင်မစိုးရိမ်ပါနှင့်လူတိုင်းဤမျက်အိမ်တွင်အဖြူရောင်မျက်အိမ်ရှိကြစမြဲပဲဟုဆိုလိုက်သောအခါမှထို့သူသည်စိုးရိမ်စိတ်ပပျောက်သွားလေတော့၏အစ်နုအဘစ်သွန်နီယာကျန်ဤနီးများအတိုင်းမိမိ၏ဇနီးသားသမီးများအိမ်သူအိမ်သားများစိတ်ကြည်နူးကြစေရန်တာရီယတ်ပြုလျက်ကြည်စေခွင့်ရှိ၏ထိုနည်းတူပင်တဦးတယောက်ကမိမိအားထမင်းစားခေါ်သောအခါမိမိသည်ဗိုက်စားနေပါလေမစားလိုလျင်ကျွန်ုပ်ဗိုက်မစား၍မစားတော့ပါဟုပြောခြင်းမှာလိမ်လည်ခြင်းဖြစ်သည်ဖြင့်ဤသို့မပြောဘဲကျွန်ုပ်ယခုမစားတော့ပါခမည်းစားပါဟု၍သာပြောရပေမည်နောက်ွယ်အတင်းပြောခြင်းကိုရန်ကျမ်းတော်မြတ်တွင်အသင်တို့အနက်တဦးသည်မိမိ၏ညီအကို၏အသေးသားကိုစားသုံးရန်နှစ်သက်ပါမည်လောဟုဗျာဒိတ်တော်လာရှိ၏ကိုရန်ကျမ်းတော်မြတ်49အချိုးစနစ်နောက်ွယ်အတင်းပြောခြင်းသည်တေဆုံးသွားပြီဖြစ်သောညီနောင်၏အသားစားယုံမျှသာဖြစ်သည်ဟု၍အတင့်မရဲကြလိမ့်မည်ဤသို့သောမဖွယ်ရသည့်ကိစ္စမှာရှောင်ကျဉ်ကြကုန်ဟဒီစ်ဩဝါဒတော်တွင်လာရှိသည်မှာနောက်ွယ်အတင်းပြောခြင်းသည်စေနာပြစ်မှုကျူးလွန်ခြင်းထက်ဆိုးဝါးပြင်းထန်၏ဟု၍ဖြစ်၏အစ်နုအဘစ်သွန်နီယာဟူ၍ဆိုရခြင်းမှာစဉ်းစားပြုခြင်းသည်အလာဝတ္တရားကိုဖျက်ဆီးပစ်ပြီးအတင်းပြောခြင်းမှာအဖန်ဆင်းကန်တို့၏ဝတ္တရားကိုဖျက်ဆီးခြင်းဖြစ်၏တမန်တော်မြတ်ကမေရတ်ကောင်းကင်ဘုံခရီးတွင်ဂျဟန္နမငရဲ၌အုပ်စုတစုသည်မိမိတို့၏လက်သေးများဖြင့်မိမိတို့ပါးစပ်ကိုကုတ်ဖဲ့နေကြသည်ကိုတွေ့ရ၏၎င်းတို့သည်နောက်ွယ်အတင်းပြောကြသူများပြင်ဖြစ်၏ဟုမိန့်တော်မူခဲ့၏အဘူဒါဝုဒ်ကျမ်းနောက်ွယ်အတင်းဟူသည်မွတ်စလင်တဦး၏နောက်ွယ်တွင်၎င်းမနစ်မြို့သောစကားကိုဆိုခြင်းသည်နောက်ွယ်အတင်းပြောခြင်းပင်ဖြစ်၏တရမီစီကျမ်းဥပမာတဦး၏နောက်ွယ်တွင်၎င်းအားအတိညာမဲ့သူဟူ၍ပြောဆိုခြင်းသို့မဟုတ်၎င်းနှင့်ပတ်သက်၍မကောင်းပြောခြင်းသို့မဟုတ်၎င်း၏လောက်ရက်မကောင်းကြောင်းအိုးအိမ်မကောင်းကြောင်းအဝတ်အထည်မကောင်းကြောင်း၎င်းနှင့်ပတ်သက်သည့်အရာတစ်ခုခု၏အပြစ်ကို၎င်း၏နောက်ွယ်တွင်ပြောခြင်းအကယ်၍သာဤသို့မကောင်းပြောသည်ကိုကြားသည်ကထိုသူလုံးဝနှင့်မြို့မီမဟုတ်ပေတဦးနှင့်ပတ်သက်၍ဤသို့သောစကားဆိုခြင်းသည်နောက်ွယ်အတင်းပြောခြင်းဖြစ်၏နောက်ွယ်အတင်းဆိုရာတွင်နှုတ်ဖြင့်ပြောခြင်းသာမကမျက်ရိပ်မျက်ကဲဟန်အမူအရာဖြင့်ဖြစ်စေညွှန်ပြခြင်းဖြင့်ဖြစ်စေအားလုံးအကျုံးဝင်သည်တခါကအာယေရှာသခင်မသည်အမျိုးသမီးတဦးကိုအရက်ပူကြောင်းလက်ဟန်ဖြင့်ပြလျက်အိုးတမန်တော်ဟိုဒီလောက်သာရှိတဲ့အမျိုးသမီးလေးဟုစကားဆိုရာတမန်တော်မြတ်ကအိုးအာယေရှာသင်ကဤသို့လက်ဟန်ဖြင့်ပြ၍ပြောဆိုခြင်းသည်အတင်းဖြစ်၏ဟု၍သတိပေးတားမြစ်တော်မူခဲ့၏အစ်နုအဘစ်သွန်နီယာမော်လဝီတို့၏အတင်းပြောပုံအဆိုးရွားဆုံးသောအတင်းပြောခြင်းသည်မော်လဝီများသာသနာခေါင်းဆောင်များဘာသာရေးကိုင်းဆိုင်သူများအတင်းပြောခြင်းဖြစ်၏အကြောင်းမှာ၎င်းပုဂ္ဂိုလ်များသည်သူတစ်ပါး၏အတင်းပြောပြီးနောက်တွင်လည်းမိမိတို့မှာသူတော်ကောင်းများဟုထင်မှတ်တတ်ကြ၏၎င်းတို့ပြောသောအတင်းစကား၏တရံသည်သူမတူဘဲထူးဆန်း၏ဥပမာလူပုံလေတွင်ပြောကြသည်မှာကျွန်ုပ်တို့အားတထေးတကြွယ်များ၏အိမ်တကားဝသို့သွားရခြင်းမှကာကွယ်စောင့်ရှောက်ထားသည်မှာအလောင်းရှင်မြတ်၏ကျေးဇူးတော်ပင်ဖြစ်၏ဤသို့သောအရှက်မဲ့သည့်လောက်ရမှအလောင်းရှင်မြတ်ကဲ့တင်တော်မူပါစေဟူ၍ဖြစ်၏ဤသို့ပြောဆိုသူများ၏ရည်ရွယ်ချက်မှာတထေးတကြွယ်များထံသွားသည့်အခြားမော်လဝီများအားမကောင်းပြောဆိုခြင်း၎င်းတို့အားအရှက်ကင်းမဲ့သူများဟုဆိုလိုခြင်းဖြစ်ပြီးမိမိတို့သည်တပ်ကွာရှင်များဖြစ်ကြောင်းပြောဆိုရင်းပြစားမှု၏အကုသိုလ်ကိုကျူးလွန်နေကြခြင်းဖြစ်၏ကျွန်ုပ်တို့မော်လဝီများနှမွန်းလျက်ရှိသောလောကီယမတ်သာမြည်သူမြည်ဝါထံတွင်မရှိပါက၎င်း၏အခြေအနေသည်လွန်စွာကောင်း၏ဟုဆိုတတ်ကြပြန်၏ရင်းစကား၏အဓိပ္ပာယ်မှာမြည်သူမြည်ဝါသည်သီးခံစိတ်မရှိကြောင်းကိုပြောပြီး၎င်းတို့သည်လောကီယမတ်များ၌နှမွန်းနေသည်များဟုဆိုကာမိမိစကားကိုကြားသူများကမိမိအားယိုကျိုးသူမိမိကိုမိမိနှိမ်ချသူဟုထင်လာစေရန်ရည်ရွယ်ပြောဆို
ဆိုခြင်းဖြစ်၏ဤသို့သောစကားသည်အတင်းဖြစ်ယုံသာမကပြာစားမှုလည်းပါဝင်နေပေသည်အံ့အားသင့်စရာအချက်မှာဤသို့သောစကားပြောသူတို့သည်မိမိတို့ကိုမိမိတို့အတင်းပြောခြင်းမှရှောင်ကျဉ်သူအပြစ်ကင်းစင်သူများဟုယူဆထားကြသည့်အချက်ပင်ဖြစ်၏တဖန်ဆုဘဟာနလာအံ့ဩစရာပဲဟုဆိုပြီးလူအများက၎င်း၏စကားဘက်သို့အာယုံစူးစိုက်သည့်အခါတွင်မှဘာမှမဟုတ်ပါဘူးမြေသူမြေဝါအကြောင်းစဉ်းစားမိလို့ပါအလောင်းရှင်မြတ်ကျွန်ုပ်တို့နှင့်၎င်းသူကိုပါသနာတော်မူပါစေတောက်ပါအမှားဝန်ခံနိုင်စွမ်းချီးမြှင့်တော်မူပါစေဟုဆိုလေသည်ဖော်ပြပါစကားရဲ့၏ရည်ရွယ်ချက်ကိုဉာဏ်ပညာပြည့်ဝသူသိနိုင်၏ဖော်ပြပါစကားရဲ့တွင်အပေါ်ယံအားဖြင့်တဦးတယောက်အားကျင်နာသနာလျက်ဒိုဝါစုမုံကောင်းတောင်းဟန်ပြတော်လေစင်စစ်တွင်ဒိုဝါတောင်းရန်ရည်ရွယ်ခြင်းမဟုတ်တဦးတယောက်၏အပြည့်အနာစာကိုထုတ်ဖော်ပြခြင်းသာဖြစ်၏ထို့ကြောင့်လေလူတို့အားမိမိဘက်သို့အာယုံပြုစေရန်ဆုဘဟာနလာဆိုခြင်းဖြစ်၏အမှန်တကယ်ဒိုဝါတောင်းပေးလိုကထုတ်ဖော်ပြောမနေသင့်ပဲနှလုံးသားတွင်မှတိုးတိုးတိတ်တိတ်ဒိုဝါပြုရန်သာဖြစ်၏ထိုနည်းတူပင်အချို့ပုဂ္ဂိုလ်များ၏အကျင့်သည်အခြားသူများအားနောက်ွယ်အတင်းမပြောကြရန်တားမြစ်ပိတ်ပင်ကြတော့လေမိမိကိုယ်၌ကနောက်ွယ်အတင်းပြောခြင်းကိုအမှန်တကယ်ဆက်ဆုပ်ရွံရှာခြင်းမရှိပေအခြားသူများအားဤသို့အတင်းပြောခြင်းမှာတားမြစ်သည့်ရည်ရွယ်ချက်မှာမိမိတို့ဘာသာရေးလေးစားကြောင်းနှင့်တပ်ကဝါတရားလက်ကင်ထားသူများဖြစ်ကြောင်းပြသလိုခြင်းသာဖြစ်၏လူပုံအလဲရင်တဦးဦးအားအတင်းပြောခြင်းမှာတားမြစ်ကြ၏အမောင်အတင်းမပြောနှင့်အတင်းနားထောင်သည့်ကျွန်ုပ်သည်လည်းအာကုသို့ကျူးလွန်သူများဖြစ်ချေတော်မူဟုဆိုတတ်၏ဤသို့သောသူများသည်တားမြစ်ခြင်းကိုအပေါ်ယံအားဖြင့်ပြုတော်လဲစိတ်တွင်းမှမိမိတားမြစ်သူသည်မိမိစကားကိုနားမထောင်ပဲအတင်းစကားကိုဆက်ပြောစေလိုကြ၏ဤသို့သောသူများသည်အတင်းစကားကိုနားထောင်ရန်နားဆွင့်နေကြပြီးမိမိတို့ကိုမိမိတို့အာကုသို့မှရှောင်ကျဉ်သူများဟုယူဆတတ်ကြသည်တတိချက်တင်သည့်အချက်မှာအတင်းပြောခြင်းနားထောင်ခြင်းကိုစိတ်တွင်းမှမဆက်ဆုပ်မယွန်ရှာပါကအတင်းပြောခြင်း၏အာကုသို့မှရှောင်ကျဉ်နိုင်မည်မဟုတ်ပေအတင်းပြောသူအတင်းစကားကိုနားထောင်သူတို့သည်အာကုသို့ကျူးလွန်ရာတွင်အတူတူပင်ဖြစ်ကြ၏နှုတ်ရှာဖြင့်အတင်းပြောခြင်းဟရန်ဖြစ်တဲ့ကဲ့သို့စိတ်ဖြင့်အတင်းပြောခြင်းသည်လည်းဟရန်ဖြစ်၏တို့ရာတွင်အချို့သူများ၏နောက်ွယ်အတင်းပြောခြင်းမှာပြုပိုင်၏တေအနှိမ့်ဆက်ခံရသူသည်နှိမ့်ဆက်သူ၏အတင်းကိုပြောပိုင်ခြင်းမတရားနှိမ့်ဆက်ခံရသူသည်နှိမ့်ဆက်သူနှင့်ဆက်လင်း၍အပြစ်ပေးတန်ခတ်နိုင်သောအထက်လူကြီးထံသွားရောက်၍မိမိအားဒုက္ခမှကယ်တင်ရန်အကာအကွယ်ပေးရန်အတွက်ထိုသူ၏နှိမ့်ဆက်ခြင်းစိုးသွမ်းခြင်းများကိုပြောခြင်းမှာဂုဏအကုသို့မဟုတ်ပေနှိမ့်ဆက်သူ၏စိုးသွမ်းခြင်းများကိုနှိမ့်ဆက်စိုးသွမ်းသူအားအပြစ်ပေးတန်ခတ်နိုင်စွမ်းမရှိသူများကိုတင်ပြခြင်းမှာမူအတင်းဖြစ်သည်ဖြင့်ဟရန်ဖြစ်၏ဟတ်ဂျာဂျ်ဘင်ယူဆုဖ်အားမကောင်းပြောခြင်းသူတော်စင်တစ်ပါး၏ထိုင်ဝိုင်းတွင်ဟတ်ဂျာဂျ်ဘင်ယူဆုဖ်အကြောင်းစကားဆက်မိရာ၎င်းသူတော်စင်ကကီယာမတ်နေ့တွင်မြောင်များစွာသောအနှိမ့်ဆက်ခံရသူတို့ဘက်မှဟတ်ဂျာဂျ်ဘင်ယူဆုဖ်ထံမှအစားယူတော်မူလိမ့်မည်သို့သောဟတ်ဂျာဂျ်၏စိုးသွမ်းမှုများကိုပြစ်ဒဏ်ခတ်ရန်မစွမ်းနိုင်သူထံတင်ပြခဲ့သူထံမှဟတ်ဂျာဂျ်အတွက်ပြန်လည်အစားယူခံရမည်အကြောင်းမှာ၎င်းတို့သည်ဟတ်ဂျာဂျ်၏အတင်းပြောသူများဖြစ်ကြ၏ဟုဆိုခဲ့၏ဘေဒ်အတ်တရားသစ်ထွင်သူ၏အတင်းပြောခြင်းဘေဒ်အတ်တရားသစ်ထွင်ခြင်းကိုတားဆီးပိတ်ပင်ရ၌အကူအညီရယူရန်ဖြစ်စေတဦးအားတရားသစ်တည်ထွင်ခြင်း၏ဘေးဆိုးမှကာကွယ်ရန်ဖြစ်စေတရားသစ်ထွင်သူများ၏မကောင်းသတင်းပေးခြင်းမှာ၎င်း၏အတင်းဖြစ်တော်လဲယင်းသို့သတင်းပေးခြင်းပြုပိုင်၏ဓမ္မသက်ဖြေကြားချက်ရယူရန်တဦး၏အတင်းပြောပိုင်ခြင်းဓမ္မသက်မူးထံမှဓမ္မသက်ဆုံးဖြတ်ချက်ရယူရန်အတွက်တဦး၏အမှန်တကယ်ဖြစ်ရပ်ကိုတင်ပြခြင်းမှာအတင်းဖြစ်တော်လဲပိုင်၏ဟင်ဒါသခင်မကတမန်တော်မြတ်ထံဖတ်တဝါတောင်းခံခြင်းဟင်ဒါသခင်မသည်တမန်တော်မြတ်ဤထံတော်ဘာတွင်မိမိခင်မုံအဘူဆူဖီယန်သခင်နှင့်ပတ်သက်၍ဓမ္မသက်ဆုံးဖြတ်ချက်ရယူရန်အိုးတမန်တော်မြတ်ကျမ၏ခင်မုံအဘူဆူဖီယန်သည်နှမျောတွန့်တူသူဖြစ်ပြီးကျမအားလုံလောက်သောစားစရိတ်မပေးပါဟုလျှောက်ထားခဲ့၏ဘူခါရီကျမ်းမွတ်စလင်ကျမ်းအထက်ပါစကားရက်သည်အဘူဆူဖီယန်နှင့်ပတ်သက်၍တိုင်တန်းခြင်းလည်းဖြစ်အတင်းလည်းဖြစ်၏သို့တော်လည်းရှရီယတ်တရားတော်လားဓမ္မသက်ဆုံးဖြတ်ချက်ကိုမေးမြန်းရယူခြင်းဖြစ်သည်ဖြင့်ပြုပါ
တို့ရတွင်ဤတို့အတင်းပြောလျက်ဓမ္မသက်ကိုတောင်းခံရာတွင်မိမိတို့မဟုတ်တခြားသူတဦးအကျိုးရှိနိုင်မည်ဟုမျှော်လင့်ရမှသာယင်းတို့တဦးဦး၏အတင်းပြောကဓမ္မသက်ရယူခြင်းပြုပါ၏တဦးဦးအားဆုံးရှုံးမှုမှကာကွယ်ရန်အတင်းပြောပိုင်ခြင်းလူတဦးသည်အခြားသူတဦးနှင့်ရောင်းဝယ်ဖောက်ကားမှုသို့မဟုတ်နေကာထိမ်းမြမှုပြုရန်စိုင်းပြင်းနေပြီးဤသို့ရောင်းဝယ်မှုထိမ်းမြမှုပြုခြင်းတွင်၎င်းသည်ဆုံးရှုံးနစ်နာမှုနှင့်ရင်ဆိုင်ရမည်ကိုသိပါကမိမိအနေနှင့်၎င်းအားဆုံးရှုံးနစ်နာခြင်းမှကာကွယ်သည့်သဘောဖြင့်တစ်ဖက်သား၏အကြောင်းကိုပြောပြခြင်းပိုင်၏ထိုနည်းအတူပင်တရားရုံး၌သက်သေတယောက်နှင့်ပတ်သက်၍မိမိသိသည့်အခြေအနေကိုမတင်ပြပါကအမှုရှင်နစ်နာဆုံးရှုံးရမည်ဖြစ်လျင်အဆိုပါသက်သေ၏အခြေအနေမှန်ကိုတင်ပြခြင်းပိုင်၏တင်ပြရာတွင်လည်းအမှန်တကယ်ပတ်သက်သူကိုသာတင်ပြခွင့်ရှိပြီးမပတ်သက်သူကိုတင်ပြခွင့်မရှိပေလူအများသိသည့်နာမည်ဖြင့်ခေါ်ပိုင်ခွင့်ရှိခြင်းလူပတ်ဝန်းကျင်အတိုင်းဝိုင်းတွင်မျက်စိမှုန်သောကြောင့်မျက်မှုန်ဟူ၍၎င်းခြေကျိုးနေသောကြောင့်ခြေကျိုးဟူ၍၎င်းလူသိများသောကြောင့်၎င်းအားမိတ်ဆက်ရာတွင်ဖြစ်စေ၎င်း၏နေရလိပ်စာပြောပြရာတွင်ဖြစ်စေလူသိများသောအမည်များဖြင့်မိတ်ဆက်ခြင်းလိပ်စာပြောပြခြင်းပြုပိုင်၏တို့ရာတွင်ပုံတရံအားဖြင့်အတင်းစကားနှင့်တူညီနေသဖြင့်အဆိုပါအမည်ကိုမသုံးဆွဲပဲအခြားအမည်သုံးဆွဲလျက်မိတ်ဆက်ခြင်းလိပ်စာပြောပြလျင်ဖြစ်နိုင်ပါကယင်းတို့အခြားအမည်ကိုပြောခြင်းမှာပိုကောင်း၏အများသည့်အပြစ်ကိုကာယကံရှင်ကျေနပ်ပါကပြောပိုင်ခွင့်ရှိခြင်းလူပတ်ဝန်းကျင်အတိုင်းဝိုင်းတွင်တဦး၏အပြစ်အနာစာကိုလူတိုင်းသိနေပြီးယင်း၏အပြစ်အနာစာကိုအချင်းချင်းပြောဆိုကြခြင်းကိုကာယကံရှင်ကိုယ်တိုင်အပြစ်လည်းမမြင်မကျေနပ်ခြင်းလည်းမဖြစ်ပါက၎င်း၏အပြစ်အနာစာကိုအချင်းချင်းပြောဆိုပိုင်ခွင့်ရှိ၏ဥပမာတဦးကိုမိမရှာယောက်ကရှာဟူ၍ပြောခြင်းမှာအတင်းမဟုတ်ပေအကယ်၍ယင်းတို့အပြစ်အနာစာကိုပြောဆိုခြင်းကိုကာယကံရှင်ကမနစ်မြုပ်အပြစ်မြင်ပါကဟရံဖြစ်၏အကြောင်းမှာသူယုတ်မာ၏အပြစ်အနာစာအကုသို့ပင်၎င်းမကြိုက်ပါကလွန်စွာမလိုအပ်ဘဲပြောဆိုခွင့်မရှိပေနောက်ွယ်အတင်းပြောခြင်းပပြောက်အောင်ကုစားနေအတင်းပြောခြင်းမှကာကွယ်ရန်နီးလက်မှာနောက်ွယ်အတင်းပြောခြင်းအတွက်ခံစားရမည်ပြစ်ဒဏ်နှင့်ဆိုးကျိုးများကိုစဉ်းစားဆင်ခြင်ရန်ဖြစ်သည်အတင်းသည်ကောင်းမှုကုသိုလ်များကိုဖျက်ဆီးပစ်ခြင်းတမန်တော်မြတ်ကအတင်းပြောခြင်းသည်ကောင်းမှုကုသိုလ်များကိုဖျက်ဆီးရာတွင်မိကကောက်ရိုးကိုလောင်ကျွမ်းဖျက်ဆီးသည့်ထက်ပင်လျင်မြန်၏ဟုမိန့်တော်မူခဲ့၏ဆိုလိုသည်မှာနောက်ွယ်အတင်းပြောခြင်းကြောင့်ကောင်းမှုကုသိုလ်များလောင်ကျွမ်းပျက်စီးသွားဖြစ်၏မွတ်စလင်တို့သည်ဒုက္ခကြီးငယ်ကိုခံစားကာလောကကြီးတွင်ပြုကျင့်စုဆောင်းခဲ့သောကောင်းမှုကုသိုလ်များကိုကေယာမတ်တရခွင်နေ့တွင်မိမိကျင့်စဉ်မှတ်တမ်းတွင်ရှာဖွေကြည့်ပေလိမ့်မည်ထိုအခါမိမိပြုကျင့်ခဲ့သည့်ကောင်းမှုကုသိုလ်များစွာကိုမိမိမှတ်တမ်းတွင်မတွေ့ရဘဲမိမိကနောက်ွယ်အတင်ပြောခဲ့သူ၏ကျင့်စဉ်မှတ်တမ်းတွင်တွေ့ရလိမ့်မည်ဤဒီမှာမွတ်စလင်တိုင်းစဉ်းစားဆင်ခြင်စရာတစ်ချက်ဖြစ်၏မွတ်စလင်တို့စဉ်းစားဆင်ခြင်ပြုပြင်စရာမွတ်စလင်တို့သည်မိမိအတွင်းရှိအပြစ်အနာစာများကိုရှုမြင်တတ်ရန်လိုအပ်၏အားလက်သည့်အခါတိုင်းအခွင့်သင့်တိုင်းမိမိအတွင်းရှိအားနည်းချက်များအပြစ်အနာစာများကိုရှုမြင်သုံးသပ်ကာပြုပြင်ရန်အရေးကြီး၏အခြားသူများတွင်ရှိသောအပြစ်အနာစာများကိုရှုမြင်ရန်မလိုအပ်ပေမိမိအတွင်းရှိအပြစ်အနာစာများသည်သေးငယ်စေကမူမိမိအားဆုံးရှုံးနစ်နာစေနိုင်သည်သူတစ်ပါးတွင်ရှိသောအပြစ်အနာစာများသည်မြည်မျှပင်ကြီးမားစေကမူမိမိအားမည်သို့မှဆုံးရှုံးနစ်နာမှုကိုမဖြစ်စေနိုင်ပေအကယ်၍မိမိအတွင်း၌အပြစ်အနာစာပြုပြင်စေရာဟု၍မတွေးဟုဆိုပါကဤဒီမှာမြည်သည့်အပြစ်နှင့်မျှရှင်းမရသောလွန်စွာကြီးမားသည့်အပြစ်ပင်ဖြစ်၏အကြောင်းမှာညီသည့်လူသားမှအပြစ်ကင်းစင်သူဟူ၍မရှိပေမိမိကိုမိမိအပြစ်ကင်းစင်သူဟုယူဆခြင်းသည်ကုစားရန်အထူးအရေးကြီးသည့်ယောဂဆိုးဖြစ်၏ထို့ကြောင့်ဥစွာဤယောဂကိုဆေးကုရမည်နောင်တွင်မှအခြားတွေ့ရှိသည့်ယောဂကိုပပျောက်အောင်ကုသသွားရမည်ဤသို့ဆင်ခြင်ပါလျက်တဦးတယောက်၏နောက်ွယ်အတင်းပြောမိပါကအလောင်းရှင်မြတ်ထံတီးကြချမ်းသာခွင့်ပြုရန်တောက်ပါပြုလျက်အမားဝင်ခံရမည်မိမိအတင်းပြောမိ
ဒူထန်ချင်းကခါမိမိပြုမိသည့်အမားအတွက်ခွင့်လွှတ်ရန်တောင်းပန်ရမည်၎င်းနှင့်တွားရောက်တွေ့နိုင်ရန်အခွင့်အလမ်းမရှိတော့ပါက၎င်းပုဂ္ဂိုလ်အတွက်အလောရှင်မြတ်ထံမာဖီရတ်လွန်ငင်းချမ်းသာခွင့်တို့အားပြုပေးရမည်၎င်းပုဂ္ဂိုလ်အတွက်ရည်စူး၍အလူငွေပေးလူရမည်အချုပ်ဆိုရသောမိမိကမွတ်စလင်တဦးအပေါ်တာဝန်ပြက်ကွက်ခဲ့သဖြင့်မြည်သည့်နီးနှင့်မိမိဖြည့်ဆည်းခဲ့သည့်တာဝန်ကိုပြန်လည်ပေးဆက်ရန်အမြန်ကြိုးစားရမည်အချီးနီးငင်းခုန်ခြင်းတတိယဆိုကြမှာအချီးနီးငင်းခုန်ခြင်းဖြစ်၏တမန်တော်မြတ်ကအကျဉ်မွတ်စလင်သည်မိမိအမှန်တရားအပေါ်ရှိပါလျက်မငင်းခုန်ပဲတစ်ဖက်သားအားအရှုံးပေးလိုက်လျင်အလောရှင်မြတ်သည်အမြင့်မားဆုံးသောဂျနတ်ဒုက္ခဘုံတွင်နန်းတော်တစ်ဆောင်စောက်ပေးတော်မူလိမ့်မည်ဟုမိန့်တော်မူခဲ့၏တရမီစီကျမ်းအဘူဒါဝုဒ်ကျမ်းအစ်နူမာဂျာကျန်မိမိအမှန်တရားပေါ်ရှိလျက်မငင်းခုန်ပဲတစ်ဖက်သားအားအရှုံးပေးလိုက်ခြင်းမှာမလွယ်သည့်ကိစ္စဖြစ်၏ထို့ကြောင့်ပင်မိမိအမှန်တရားပေါ်တွင်ရှိပါလျက်မငင်းခုန်ပဲရှောင်တိန်ပေးလိုက်ခြင်းသည်အီမန်ယုံကြည်ချက်ပြည့်ဝခြင်းဟုမှတ်ယူရမည်ငင်းခုန်ခြင်းဟူသည်ငင်းခုန်ခြင်းဟူသည်မှာစကားရက်တစ်ခုခု၏အနက်အဓိပ္ပာယ်တစ်ခုခုနှင့်ဆက်လင်း၍စောတကတက်ခြင်းရင်းစကားရက်၌ပါဝင်နေသောစာသားများအဓိပ္ပာယ်များနှင့်ပတ်သက်၍အပြစ်ရှာ၍မှားယွင်းသည်ဟုဆိုကာစကားများခြင်းတို့ဖြစ်သည်သာသနာအကျိုးရှိရှုသည်ငင်းခုန်ခြင်းသည်အများအားဖြင့်အချက်နှစ်ချက်အပေါ်အခြေခံပေသည်ပထမအချက်မှာမိမိတော်ကြောင့်မိမိတက်ကြောင့်ပြခြင်းသောဆန္ဒဖြင့်ငင်းခုန်ခြင်းဖြစ်၏ဒုတိယအချက်မှာတစ်ဖက်သားအားစကားမပြောနိုင်ဘဲရှုံးနိမ်သွားစေရန်ပြုလိုသည့်ဆန္ဒဖြင့်လည်းငင်းခုန်ကြ၏ထို့ကြောင့်မွတ်စလင်တို့သည်တစ်ဖက်သား၏စကားသည်မှန်ကန်သောစကားဆိုလျင်စောတကမတက်ပဲလက်ခံရမည်မှားနေလျင်လည်းမငင်းခုန်ပဲနှုတ်ဆက်နေသင့်၏မငင်းခုန်သင့်ပေတို့ရာတွင်အဆိုပါမှားယွင်းနေသောစကားကိုမှားယွင်းသည်ဟုထုတ်ဖော်မပြောလျင်သာသနာကိုထိခိုက်နိုင်မည်ကိုစိုးရိမ်ရလျင်ဖြစ်စေထုတ်ဖော်ပြောခြင်းတွင်သာသနာအတွက်အကျိုးရရှိနိုင်လျင်ဖြစ်စေအမှန်တရားကိုနုနုညံ့ညံ့တိမ်တိမ်မွေ့မွေ့ဖြင့်ထုတ်ဖော်ပြောဆိုရမည်မာနထောင်လွှားလျက်ကြမ်းတမ်းစွာမပြောဆိုရချေနောက်ပြောင်ခြင်းဟားတိုက်ရင်မောခြင်းရဲစရာစကားများများပြောခြင်းစသည်တို့သည်နှုတ်ရှာ၏အကျင့်ဆိုးများပင်ဖြစ်၏များစွာနောက်ပြောင်ရင်မောခြင်းတို့ကြောင့်စိတ်နှလုံးညှိုးနွမ်းသွားတတ်သည်မျက်နာပေါ်တွင်ရှိသောတည်ကြည်မှုတည်ငြိမ်မှုပျောက်ဆုံးသွားတတ်သည်များစွာနောက်ပြောင်ရင်မောသူကိုလူအများကကြီးညိုလေးစားခြင်းမရှိပေများစွာနောက်ပြောင်ရင်မောခြင်းကြောင့်အခြားသူများကအမုန်းပွားတတ်၏နှလုံးအတွင်း၌ရှိသောလင်းရောင်ကြီးများစိတ်သုံးကအမောင်ဖုံးလွှမ်းသွားတတ်၏လင်းရောင်ကြီးများကိုမြေကြီးခုနှစ်ထပ်အောက်သို့စွန့်ပစ်ခြင်းခံရပေသည်ရင်ကျေးစွာအနှဲငယ်ကြည်စေခွင့်ရှိခြင်းရင်ကျေးတိမ်မွေ့စွာအနှဲငယ်ရဲစရာစကားပြောခြင်းကြည်စေခြင်းပိုင်၏ဤတွင်မကမိမိ၏ဇနီးသားသမီးများ၏စိတ်နှလုံးပျော်ရွှင်ကြည်နူးစေရန်အနှဲငယ်ကြည်စေနောက်ပြောင်ခြင်းမှာတမန်တော်မြတ်၏ဆွန်နတ်တလိတော်ဖြစ်၏တို့ရာတွင်တမန်တော်မြတ်ကအနှဲငယ်နောက်ပြောင်ကြည်စေရာတွင်မှန်သောစကားကိုသာဆို၍နောက်ပြောင်ခြင်းဖြစ်ပြီးလိန်လေမူသားစကားဆို၍မနောက်ပြောင်ခဲ့ပေအဖွားအိုဂျနတ်ဒုက္ခဘုံတွင်သို့မဝင်ရဟူသောစကားဖြင့်အဖွားအိုအားနောက်ပြောင်တော်မူခဲ့၏အထက်၌ဖော်ပြခဲ့ပြီးဖြစ်၏ဆူဟိုက်သခင်ဤသားငယ်သည်ငှက်ကလေးတစ်ကောင်ကိုမွေးထားရာတရက်တွင်ထိုးငှက်ကလေးသေသွားသဖြင့်တမန်တော်မြတ်ကအိုးအဘူအူမိုင်မင်းရဲ့ငှက်ကလေးဘာဖြစ်သွားရတာလဲဟုကြည်စေတော်မူလေ၏ဘူခါရီကျမ်းမွတ်စလင်ကျမ်းတရမီစီကျမ်းတခါကဆူဟိုက်သခင်သည်မျက်စိနာနေလျက်စွန်မလွန်သည်ကြောင့်စားနေသည်ကိုတမန်တော်မြတ်ကမြင်တွေ့သောအခါဘလို့လဲမိတ်ဆွေမျက်စိလဲနာနေတယ်စွန်မလွန်သည်ကြောင့်လဲစားနေတယ်ဟုပြောဆိုကြည်စေသောအခါဆူဟိုက်သခင်ကကြည်စေသောအဖြစ်အိုးတမန်တော်မြတ်မျက်စိတစ်ဖက်သာနာနေခြင်းဖြစ်ပြီးတစ်ဖက်ကကောင်းနေတော့အဲ့ဒီကောင်းတဲ့ဘက်ကသွားနဲ့စားတာပါဟုပြန်လဲလျှောက်ထားခဲ့၏အစ်နူမာဂျာကျန်တခါကတမန်တော်မြတ်သည်ကြည်စေသောအဖြစ်ကျင်ရတော်အာယေရှာသခင်မနှင့်အပြေးပြိုင်တော်မူခဲ့၏အဘူဒါဝုဒ်ကျမ်းအချုပ်ဆိုရသောဤသို့အနှဲငယ်မျှတိမ်မွေ့စွာကြည်စေခြင်းပိုင်သို့သောရန်ဖာရန်ခါသာဖြစ်တင်ပြီးအမြဲတမ်းလောက်ရန်မသင့်ကြချီးမွမ်းခြင်းမွတ်စလင်တို့အနက်မှာ
တရားဟောသူများနှင့်လောကီစည်းစိမ်ကိုမမောသည့်တာမန်မွတ်စလင်များသည်ချမ်းသာကြွယ်ဝသူများယာရူးယာကန်ရှိသူများအားအမွန်းတင်မြောက်ပင့်ပြောဆိုတတ်ကြသည်ကြပြများရွတ်ဆို၍တစ်မျိုးစကားဖြင့်တဖုံအမွန်းတင်တတ်ကြသည်ဤသို့အမွန်းတင်ခြင်းတွင်အမွန်းတင်သူနှင့်အမွန်းတင်ခံရသူတို့အသီးသီးအတွက်ဆုံးရှုံးမှုရှိ၏အမွန်းတင်သူ၏ဆုံးရှုံးမှုများတေအမွန်းတင်သူသည်မိမိအမွန်းတင်သူနှင့်ဆက်လင်း၍မဟုတ်မမှန်သည့်စကားရများကိုလှုပ်ကြံပြောဆိုသဖြင့်လိန်နယ်မူသားပြောဆိုခြင်းပင်ဖြစ်သောကြောင့်ခုနာကပီရာကြီးလေးသောအပြစ်ထိုက်၏နှင့်အမွန်းတင်ခြင်းခံရသူအားအမှန်တကယ်မချစ်ခင်ပဲဟန်လုပ်ပြောဆိုပြီးချစ်ခင်ကြောင်းကိုပြသခြင်းမှာရိယာပြစားခြင်းနီဖတ်အရေးချုံခြင်းဖြစ်သဖြင့်ကြီးလေးသောအပြစ်ခုနာထား၏3အမွန်းတင်သူသည်မိမိအမွန်းတင်နေသည့်သူထံ၌မိမိကရှိသည့်ထင်သည့်အရေးချင်းများကိုပြောဆိုအမွန်းတင်တတ်၏ယင်းအရေးချင်းများရှိနေသည်မရှိနေသည်ကိုအမွန်းတင်သူကိုယ်တိုင်အတိအကျမသိပဲမှန်ကြီးဖြင့်ပြောဆိုခြင်းဖြစ်သဖြင့်အမွန်းတင်ခြင်းနှင့်လက်တွေ့ပြခြင်းတို့လွဲချော်တတ်၏ထို့ကြောင့်ပင်တမန်တော်မြတ်ကတဦးတယောက်အားအမွန်းတင်လိုလျင်ကျွန်ုပ်အထင်အရတော့ခမည်းဟာဒီအရေးချင်းတွေနဲ့ပြည့်စုံသူပဲဟုပြောဆိုသင့်သည်ဟုမိန့်တော်မူခဲ့၏ဘူခါရီကျမ်းမွတ်စလင်ကျမ်းမိမိထင်သည့်ကိစ္စကိုအမှန်တကယ်ဖြစ်သည်ဟုခိုင်မာစွာပြောဆိုခြင်းမှာအဘယ်မှပိုင်မည်နည်း၄သူတစ်ပါးအားညှဉ်းပန်းနှိပ်စက်သူယုတ်မာအားအမွန်းတင်ခဲ့ပြီးထို့သူသည်ဤသို့အမွန်းတင်ခြင်းကြောင့်ကျေနပ်ပျော်ရွှင်ခဲ့လျင်သူယုတ်မာအားပျော်ရွှင်ကြည်နူးအောင်ပြုသူလေသူယုတ်မာအလောင်းရှင်မြတ်၏အမိန့်ကိုမနာခံသူဖြစ်၏ဟဒီစ်ဩဝါဒတော်၌သူယုတ်မာအားအမွန်းတင်ခြင်းကြောင့်အလောင်းရှင်မြတ်၏အာရရှ်ပလင်တော်ပင်လှုပ်သွားခဲ့၏ဟုလာရှိ၏Ibn Abid Dunya ကျမ်းဘိုင်ဟကီကျမ်းအဘူရအလာကျမ်းဟာဆန်သခင်ကသူယုတ်မာအားတက်တန်းရှည်အောင်ပြုသူသည်လည်းသူယုတ်မာပင်ဖြစ်၏အကြောင်းမှာ၎င်းတို့၏တက်တန်းကိုရှည်အောင်လှုပ်ဆောင်သူသည်လောကကြီးတွင်ယုတ်မာမှုကိုတာရှည်စွာတည်ရှိနေသည်ကိုလိုလားခြင်းကြောင့်ဖြစ်၏ဖြစ်တဲ့သည်မှာသူယုတ်မာကိုအမွန်းတင်ခုံမပြုဘဲရှုံချရမည်သို့မှသာသူတစ်ပါးအားညှဉ်းပန်းနှိပ်စက်ခြင်းနှင့်အာကုသူများကိုရှောင်ကျဉ်ရာရောက်ပေမည်ဟုဆိုခဲ့၏အမွန်းတင်ခြင်းကြောင့်အမွန်းတင်ခံရသူ၏ဆုံးရှုံးမှုများတေအမွန်းတင်ခံရသူသည်အမွန်းတင်ခံထိုက်သူဟုထင်မှတ်ခါမာနကြီးသွားတတ်၏စင်စေဤသို့ထင်မှတ်ခြင်းမာနကြီးခြင်းတို့သည်ပျက်စီးခြင်း၏အကြောင်းရင်းဖြစ်၏ပုဂ္ဂိုလ်တဦးကလူပုံအလေတွင်မိမိမိတ်ဆွေကိုအမွန်းတင်လိုက်သောအခါတမန်တော်မြတ်ကအမွန်းတင်သူအားတင့်အနေနှင့်တင့်မိတ်ဆွေအားအမွန်းတင်လိုက်ခြင်းမှာ၎င်း၏လေကုတ်ကိုလီးဖြတ်လိုက်ခြင်းဖြစ်သည်ဟုမိန့်တော်မူခဲ့၏ဘူခါရီကျမ်းမွတ်စလင်ကျမ်းနှင့်အမွန်းတင်ခံရသူသည်မိမိအားအမွန်းတင်သည်ကိုကြား၍ပီတိဖြစ်ခါကုသိုလ်ကောင်းမှုများပွားများရာတွင်ပြင်းဤလာတော့၏ဟဒီစ်ဩဝါဒတော်တည်းတွင်မွတ်စလင်ညီနောင်အား၎င်း၏ရှေ့တွင်အမွန်းတင်ခြင်းသည်၎င်းအားဓာတုံဖြင့်လှီးခြင်းထက်ပို၍ဆိုးရွား၏ဟုလာရှိ၏ဟာဖစ်အီရာကီသခင်ကဤဟဒစ်ကိုကျွန်ုပ်မတွေ့ဘူးပါဟုဆို၏အကြောင်းမှာဤလောက၌အသက်ခံရခြင်းထက်အထက်ပါဆိုးကျိုးများကြောင့်လောကုတ္တရာဘဝပျက်စီးဆုံးရှုံးရခြင်းကပို၍ဆိုးပေသည်တို့ရာတွင်အမွန်းတင်ခြင်းဖြင့်အထက်ပါဆိုးကျိုးများပေါ်ပေါက်မလာနိုင်ကအမွန်းတင်ခြင်းသည်မြည်သို့မြဆုံးရှုံးနစ်နာပွဲမရှိသောကြောင့်ပြုခွင့်ရှိ၏ထို့ပြင်လိုအပ်သည့်အခါမျိုးတွင်တဦးအားအမွန်းတင်ခြင်းသည်မုစတဟပ်ဖြစ်၍အကျိုးဆဝတ်ပင်ရပေသည်ထို့ကြောင့်တမန်တော်မြတ်သည်အချို့သောစွာဘာတာဝကကြီးများအားအမွန်းတင်တော်မူခဲ့သည့်အထောက်အထားများရှိ၏ဥပမာအဘူဘကာနှင့်ဆက်လင်း၍ကမ္ဘာလူသားအားလုံး၏အီမန်ယုံကြည်မှုနှင့်အဘူဘကာ၏အီမန်ယုံကြည်မှုတို့ကိုချိန်ခွင်တွင်ချိန်တွယ်ကြည့်ပါကအဘူဘကာ၏အီမန်ယုံကြည်ခြင်းက4ချိန်ပို၍များပေမည်ဟုမိန့်တော်မူခဲ့၏အစ်ဘနူအဒီဤဒီမှာနဗီတမန်တော်များမှအပါအခြားသူများကိုဆိုခြင်းဖြစ်၏နဗီတမန်တော်များ၏အီမန်သည်ဝလီသူတော်စင်များ၏အီမန်ထက်ပို
၏တဖန်အိုမာသခင်အားအိုအိုမာငါကိုရောမြတ်သာနဗီတမန်တော်အဖြစ်စေလိုခြင်းမခံရလျင်အသင်အားနဗီတမန်တော်အဖြစ်စေလိုခြင်းခံရမည်မှာမုတ်ချဖြစ်၏ဟုမိန့်တော်မူခဲ့၏တရမီစီကျမ်းဖော်ပြပါဟဒီစ်ဩဝါဒတော်တွင်တမန်တော်မြတ်ကအိုမာသခင်တွင်နဗီတမန်တော်များ၏အရေးချင်းရှိကြောင်းဆိုလိုခြင်းဖြစ်၏စွာဘာတဝကကြီးများသည်၎င်းတို့အားအမွန်းတင်ခြင်းကြောင့်မိမိကိုမိမိအထင်ကြီးခြင်းကုသိုလ်ကောင်းမှုများပွားများရာတွင်လည်းပြင်းရည်ခြင်းဖြစ်ပေါ်မည်အန္တရာယ်မရှိသောကြောင့်လေတမန်တော်မြတ်က၎င်းတို့၏စိတ်နှလုံးလန်းဆန်းကြည်နူးစေရန်ယင်းသို့အမွန်းတင်ခြင်းမှာကောင်းမြတ်သည့်အပြင်ကောင်းမှုကုသိုလ်များတိုးတက်ပွားများလာစေရန်အကြောင်းကံလည်းဖြစ်၏သူတစ်ပါး၏အမွန်းတင်ခြင်းကြောင့်ဖြစ်ပေါ်လာမည့်မာမာနဆိုးကျိုးမှကာကွယ်နေတဦးကမိမိအားချီးကျူးအမွန်းတင်လာပါကမိမိကျင့်စဉ်များနှလုံးသား၏အခြေအနေဖြစ်ပေါ်လျက်ရှိသည့်မကောင်းသည့်စိတ်အာရုံများကိုဆင်ခြင်သုံးသပ်သင့်၏မိမိ၏နောက်ဆုံးသွားရမည့်စကားကိုတွေးကြည့်သင့်၏မိမိအားအမွန်းတင်သည့်အတိုင်းအရေးချင်းများမိမိထံ၌ရှိနေစေကမူထိုအရေးချင်းများနှင့်ပတ်သက်၍မြည်သို့မျှမပြောနိုင်ယခုရှိတော်လေနောင်ရှိခြင်းမှရှိမည်ကိုတွေးသင့်၏မိမိတွင်ရှိသောအကျင့်ဆိုးများကိုသာမိမိအားချီးမွမ်းသူသိသွားပါကမိမိအားလုံးဝအမွန်းတင်တော့မည်မဟုတ်ဟုလည်းတွေးရမည်အချုပ်ဆိုရသောမွတ်စလင်သည်မိမိအားအမွန်းတင်သည်ကိုကြား၍ဝမ်းမသာသင်မကောင်းထင်ရပေမည်ထို့ကြောင့်တမန်တော်မြတ်ကမိမိအားအမွန်းတင်သူ၏ပါဇက်တွင်သို့မြေကြီးဖြင့်ပတ်ကြကုန်ဟုသတိပေးနှိုးဆော်ထားတော်မူခဲ့၏မွတ်စလင်ကျမ်းအလီသခင်အားတဦးတယောက်ကအမွန်းတင်သောအခါသခင်သည်အလောင်းရှင်မြတ်ထံတွင်အိုးကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်ကျွန်တော်မျိုးအားအမွန်းတင်သူမတိသေးသည့်ဂုဏအကုသိုလ်များကိုချမ်းသာပေးသနာတော်မူပါအမွန်းတင်သူပြောဆိုနေသည်များနှင့်ဆက်လင်း၍ကျွန်တော်မျိုးအားအရေးယူတော်မမူပါနှင့်ကျွန်တော်မျိုးအားအမွန်းတင်သူထင်မှတ်တာထက်ပို၍ကောင်းအောင်ပြုပေးသနာတော်မူပါကျွန်တော်မျိုး၏အဖြစ်မှန်ကိုအရှင်သာလျှင်သိတော်မူပြီးဤသူမသိပါဟုဒိုဝါဆုတောင်းတော်မူလေရှိ၏အင်ရှာလာကျွန်တော်နောက်ထပ်တင်မယ့်ဗီဒီယိုမှာအခန်း3ဒေါသအမျက်ထွက်ခြင်းဆိုတဲ့အကြောင်းအရာကိုဖတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီး notification ခေါင်းလုံးလေးလည်းဖွင့်ထားပေးခဲ့ကြပါအောင်ခင်ဗျာအစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူ